Hello မင်္ဂလာပါ Hello မင်္ဂလာပါဟုတ်ကဲ့ကျွန်မဒီနေ့မှာဒီနေ့မှာ solution တော့ကျွန်တော်တို့ business မှာအရင်ကအောင်မြင်နေတယ်ပေါ့နော် Coach Elizabeth ကိုကျွန်မ interview လေးမေးချင်တာဖြစ်တယ်ကျွန်တော်လည်းအောင်မြင်နေပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ Coach Elizabeth က solution တော့တကယ်ပဲအောင်မြင်တယ်ဒါကြောင့်ဒီ digital business လုပ်ခြင်းအပြင်ပေါ့နော်ဘာတွေအကျိုးကျေးဇူးတွေရရှိပြီးတော့ဘာတွေ life changing ဖြစ်နေပြီလဲဆိုတဲ့ဟာလေးတွေပြောပြပေးပါဦးရှင်ဟုတ်ကဲ့ပါဥပဒေနဲ့ခုမှတွေ့ရပထမဆုံးချိန်ပေါ့နော်ကျွန်တော်က online မှာအရန်လုပ်ဖို့ဂိုင်းဘက်လည်းဖြစ်သလိုတကယ်ကိုပဲရန်ကို like 3နှစ်လောက်သူကလောက်လာတာဖြစ်တဲ့အတွက်ဒေါက်တာညီမတူလောက်လာဖြစ်တဲ့အတွက်အရန်ကိုချစ်ရတယ်သူပြင်ပေးနဲ့အရန်ခင်ကြတယ်အဲ့တော့ခုတော့ in person ထမောက်တွေ့ရတယ်အရန်ဝမ်းသာတယ်ဒီကောက်တော့ဆိုတော့အရန်လည်းဝမ်းသာတယ်အရန်လည်းပျော်တယ်ပေါ့နော်ဆိုတဲ့အခါကျဟုတ်ကဲ့ before နဲ့ after ပေါ့နော်အဲ့ဒါတော့အရန်ပေါ်ချတယ်ဒီလုပ်ငန်းကတော့ life changing business ဆိုတော့တကယ်ပဲကျွန်မရဲ့ပေါ်ဆိုတော့ life changing ဖြစ်သွားတယ်အရင်တော့ဆိုရင်ဒီလုပ်ငန်းမလုပ်ခင်တော့ဆိုရင်တခုခုလုံးဆိုအရန်ကြောက်တယ်ပေါ့နော် risk လည်းမယူရဲဘူးဒါပေမဲ့ဒီလုပ်ငန်းလုပ်တဲ့အခါမှာအများကြီးတိုးတက်မှုရှိတယ် skills အများကြီးတိုးတက်တယ်ဒါပြောဆို computer ဘိုင်းကျွန်တော်တိုးတက်မှုအများကြီးရှိတယ်နေ့တိုင်း computer ကန်ရတယ်အဲ့တော့ laptop ဆိုကျွန်မဆိုရင် GPS ရောက်တော့ကျွန်မညတာကြောင်းတက်ဆိုတော့ laptop ဝင်လိုက်တဲ့ laptop ကဟို3နှစ်လောက်ကြောင်းတက်ထိုးထားရ4နှစ်လောက်ဒီလုပ်ငန်းလုံးကအတေသုံးတော့တနေ့လောက်ကျပြတ်သွားဘာဖြစ်လဲဆိုတော့အရန်သုံးတာနေ့တိုင်းဖွင့်ရတာပေါ့နော်အဲ့တော့ computer အများကြီးတိုးတက်မှုရှိတယ်အဲ့ဒါမဟုတ်ပဲတဲ့ပေါ့နော်ကျွန်တော်တို့က English skill တွေဆိုတော့ကျွန်တော်တို့က American လူတွေနဲ့ကိုက C-point partner တွေဖြစ်တဲ့အတွက်ကျွန်တော်ကိုယ်တိုင်စကားပြောတဲ့အရာတွေလည်းရှိတယ်အဲ့ဒါမဟုတ်ပဲကျွန်တော်တို့က mastermind ကို English ကိုနားထောင်ရဖြစ်တဲ့နိုင်ရီဝရတယ်ပေါ့နော်အဲ့ English ကားတွေကျွန်တော်တိုးတက်မှုရှိတယ်အဲ့ဒါမဟုတ်တော့ဘောင်းဖို့ချစ်တဲ့သူတွေအများကြီးတွေ့အခုဆိုရင်ဦးလန်ဒီနဲ့ဆိုရင်အမတယောက်တိုင်းကျွန်တော်တို့သူများအမွားတို့တော့ပြောကြတယ်ပေါ့နော်အောင်မြင်မှုကလည်းသွားပုံသွားနေရလဲအကုန်လုံးတူတယ်လှုပ်ဖို့လုပ်နေတယ်သူလည်းအောင်မြင်နေတယ်မကြခင်မှာဆိုတော့ဒါကျွန်တော်တို့က retirement နဲ့လည်းကြာကြတော့မှာဖြစ်တယ်ကြာတော့ဘူးပေါ့နော်အဲ့ဒါကြောင့်မလို့ဒါတကယ်ကိုပဲကျွန်တော်တို့ကသွားတဲ့လမ်းကိုရှောက်တယ်ဆိုရင်ကျွန်တော်တို့တရားတကြီးလုပ်တယ်မြန်မာပြည်ကလူလုပ်တယ်ငါတို့လောက်အောင်တော့စူးစမ်းရတယ်ဆိုတိုင်းတိုင်းကိုတနေ့ရောက်လာနိုင်ကြတယ်လေကျွန်တော်တို့ကကျွန်တော်လမ်းဖောက်ရဖြစ်တယ်ရှောင်းတယ်အခုလုပ်တဲ့သူမြန်မာပြည်ကသူအများကြီးဆိုကိုယ်စံပြဆိုအရန်ကိုပဲကိုယ်ကကျွန်တော်ကမြန်မာလူနဲ့ကို coach တွေအများကြီးကျွန်တော်ပေးထားတာတယ်အဲ့ဒါကြောင့်မလို့အရန်ကိုကောင်းတယ်ပေါ့နော်အဲ့ဒါမှမဟုတ်ပဲကျွန်တော်ဘက်ကဆိုရင်ဒီလုပ်ငန်းလုပ်ပြီးတဲ့အခါမှာအရင်ကဆိုရင်ဒေါ်လာ9ပေါ့နော်900 600ရောက်မလွယ်ဘူးတစ်ဖက်သုံးဖက်အသေးအားအသူများပြောခံသူများရင် jealous ခံပြီးလောက်ရအခုကြတော့အလုပ်သမားပွားနဲ့အလုပ်ရှင်ပွားဖြစ်လာတဲ့အခါမှာဒေါ်လာ1000ရောက်တော့ easy ဖြစ်သွားတယ်ပေါ့နော် donation လည်းအများကြီးပေးလာနိုင်သွားတယ်အရင်ကဆိုရင်ပေါ့နော်အရန်ကိုတခုဆိုရင်ပေါ့နော်အများကြီးပေးလာတယ်ပြပါကျွန်တော်တို့ဆိုရင်ကျွန်တော်ဆိုရင်2021ကလေးကနေပြီးမှဒေါ်လာ1000နဲ့ချစ်ချင်မှရလာတာဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့အခုဆိုရင်တော့လုံးဝတခါကြကျွန်မမျှော်မှန်းရတယ်တသိန်းအောင်တစ်လတသိန်းအောင်ရနိုင်တယ်မဟုတ်လားဒီကိုစူးစမ်းတစ်လတသိန်းအောင်ရနိုင်တာဖြစ်တယ်ဆိုတော့ဒီမှာအမက်လွန်နေတောင်မှကျွန်မပြီးခဲ့တဲ့သစ္စာတော့ဟာလားပြီးခဲ့တဲ့နှစ်က2လထဲနဲ့ကို